လှပပြီးမြဲအသက်အန္တရာယ်ပေးနိုင်မှမသိလိုက်ရတဲ့တထဝါတွေကဘာပေါ်မှာအများကြီးရှိပါတယ်ကဲဒီနေ့မှာတော့ကိုက်ခံရရင်ဆေးကုချိန်ကမရလိုက်ပဲအသက်ဆုံးသွားစေနိုင်တဲ့ကဘာအစိတ်အပြင်းဆုံးတထဝါ9မျိုးအကြောင်းကိုပြောပြပေးသွားပါမယ်နံပါတ်5ကတော့ stonefish ဖြစ်ပါတယ်သူကို stonefish သို့မဟုတ်ကြောင်ငါးလို့ခေါ်ကြပြီးသူ့ရဲ့ကြောပေါ်မှာအစိတ်ဆူးဆက်သမ်းကြောင်းတောင်ပါဝင်ပါတယ်ဒီအစိတ်ကလူတယောက်ကိုနိုင်ပိုင်းအတွင်းသေဆုံးစီနိုင်လောက်အောင်ပြင်းထန်ပါတယ်သူတို့ရဲ့အန်ဒရဲအရှိဆုံးအချက်ကတော့ရုပ်ဖျက်ကောင်းလွန်တာပါပဲရေအောက်ကျမ်းမြင့်ကကြောက်တုံးတွေနဲ့ခွဲခြားမရအောင်တူညီလွန်းတဲ့ကြောင့်လူတွေကမတော်တဆနင်းမိတတ်ကြပါတယ်အကယ်၍နင်းမိခင်နေအပူချိန်ပြင်းပြင်းရေနွေးနဲ့မိနစ်30လောက်စိတ်ပေးတာကအစိတ်ပြေစီတို့ကူညီပေးနိုင်ပါတယ်ဒါကြောင့်ပင်လယ်ကမ်းခြေသွားတဲ့အခါကြောင်တုံးပုံစံအရာတွေကိုသတိထားကြဖို့မမေ့ပါနဲ့တော့နံပါတ်4ကတော့ Blue Ring Octopus ကွမ်းပြားရေပဝဲဖြစ်ပါတယ်အကျွဲစားကကော်ဖီလုံးတော့ပဲရှိပြီးအဖျားရောင်အကွင်းလေးပင်နဲ့အယမ်းလာပါတယ်ဒါပေမဲ့သူ့မှာဖြည့်စင်းမရှိပါဘူးကိုက်ခံရရင်လူတယောက်ကိုမိနစ်ပိုင်းတွင်အသက်ရှူရက်တီးတည်ဆုံးသွားစေနိုင်ပါတယ်နံပါတ်3ကတော့ King Cobra ဒေါ်ကြီးမွေဟောင်းပါကဘာအစိတ်အပြင်းဆုံးမဟုတ်ပေမဲ့တခါကိုင်းအစိတ်ပမာဏအများဆုံးထုတ်လွှတ်နိုင်တဲ့မွေဖြစ်ပါတယ်သူရဲ့အစိတ်တကြီးထုတ်လွှတ်မှုကလူအယောက်20သို့မဟုတ်စင်တလောင်လုံးကတော့ချက်ချင်းလဲကျတည်ဆုံးသွားစေနိုင်ပါတယ်နံပါတ်2ကတော့ Inland Taipan ကုန်းတွင်းပိုင်းတိုင်ပန်မွေဖြစ်ပါတယ်ကဘာပေါ်မှာအစိတ်အပြင်းဆောင်မွေဖြစ်ပြီးသူ့ရဲ့အစိတ်တစ်စက်ကလူပေါင်းတီလိုက်ကိုတည်စင်နိုင်လောက်အောင်ပြင်းထန်ပါတယ်ဒါပေမဲ့ကန်ကောင်းတဲ့တစ်ခုကတော့သူတို့ကလူသူဝေးတဲ့နေရာတွေပဲနေလိမ့်ရှိကြတာပါပဲကဲနံပါတ်1နေရာမှာရှိနေတဲ့ကဘာအစိတ်အပြင်းဆုံးတတဝါကတော့ box jellyfish တေတာပုံရေကူပေးပြပါတယ်ခင်ဗျသမုဒ္ဒရာထဲမှာတွေ့ရတဲ့သူ့ရဲ့အများတန်းနေတဲ့သီးမိလိုက်တာနဲ့နှလုံးခုန်ရက်ပြီးရေနဲ့သေဆုံးသွားလိမ့်ရှိပါတယ်နေ့စဉ်လူပေါင်းများစွာဟာဒီရေကူရောက်အသက်ဆုံးရှုံးနေကြတာပါမိတ်ဆွေတို့ကတော့ဒီတတဝါတွေတဲကဘဲကောင်ကိုအကြောင်းဆုံးလဲအမှန်မှပြောပြခဲ့ကြပါဦးခင်ဗျ